ဇလန်းကတော့နာမည်ကြီးရှိနေမလေးလူဝိရှိုင်းကိုမိတ်ဆက်ပေးရင်စတင်ထားပါတယ်။သူမဟာအမှုအများစုကိုအနိုင်ရလေးရှိတဲ့ထူးချွန်တဲ့ရှိနေတစ်ယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော့စောက်ဆိုတဲ့အမျိုးသားတစ်ယောက်ကိုကူညီပေးခဲ့ပြီးကျေးဇူးတင်လွန်တဲ့သူကညစာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ညစာစားရင်စကားပြောနေချိန်မှာတော့စောက်ကလှလဲလှညံလက်ကောင်းတဲ့လူဝိရှိုင်းလိုမိန်းကလေးတစ်ယောက်ဘာကြောင့်အခုထိအိမ်တော်မပြုတ်သေးတာလဲလို့မေးလိုက်ပါတယ်။ဒီမေးခွန်းကလူဝိရှိုင်းရဲ့မေးပစ်ချင်ခဲ့တဲ့အတိတ်ကိုပြန်လည်သတိရစေခဲ့ပါတယ်။အဲ့ဒီနေ့ညပိုင်းမှာအိမ်ပြန်ရောက်ပြီး TV ကြည့်နေစဉ်နာမည်ကျော်ပကြီးဆရာတဦးကွယ်လွန်သွားတဲ့သတင်းကိုကြားလိုက်ရပါတယ်။အဲ့ဒီပကြီးဆရာကိုဂုဏ်ပြုတဲ့အနေနဲ့သူ့ရဲ့လက်ရာတွေကိုပြသမဲ့အမှုပညာပြပွဲတစ်ခုကျင်းပမယ်လို့လည်းကြေညာထားပါတယ်။သတင်းကိုကြည့်နေရင်ပြသထားတဲ့လက်ရာတချို့ဟာသူမရဲ့အတိတ်နဲ့ဆက်နွယ်နေမှန်းသတိထားမိသွားတာကြောင့်နောက်တစ်နေ့မှာအဲ့ဒီပြပွဲကိုတွားရောက်ကြည့်ရှုဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြခန်းထဲကိုရောက်တဲ့အခါပကြီးကားတွေအမတ်တရပစ္စည်းတွေကိုတစ်ခုချင်းလိုက်ကြည့်နေစဉ်ရုတ်တရက်သူမပျောက်ဆုံးသွားခဲ့တဲ့ကိုရေးမှတ်တမ်းစာအုပ်ဒိုင်ယာကြီးကိုတွေ့လိုက်ရပါတယ်။ချက်ချင်းပြန်ယူဖို့ကြိုးစားပေမဲ့ပြခန်းဝန်ထမ်းတွေကတားဆီးလိုက်ပါတယ်။အကြောင်းကတော့ပြပွဲမှာပြသထားတဲ့ပစ္စည်းတွေကိုမူလပိုင်ရှင်ရဲ့ခွင့်ပြုချက်မရဘဲထုတ်ယူခွင့်မရှိလို့ပါ။ဒါကြောင့်လူဝိရှိုင်းဟာအဲ့ဒီဒိုင်ယာကြီးကိုပြပွဲစီပေးပို့ထားတဲ့မူလပိုင်ရှင်နဲ့ပြခန်းဘက်ကဆက်သွယ်ပေးမဲ့အချိန်ကိုစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်